မင်္ဂလာပါဒီနေ့တော့ညီငယ်လေးတယောက် Messenger ကနေမေးထားတယ်ပေါ့နော်ယုံကြည်သူတယောက်ကဝက်သားစားလို့ရလားမရလားဆိုတော့သူ့ကိုဖြေရင်းနဲ့ဒီနေ့ဒီ online မှာရှိတဲ့မိတ်ဆွေများအားလုံးလည်းသိတဲ့တယ်ပေါ့နော်ဒါကြောင့်မလို့သူ့ကိုဖြေရင်းနဲ့ဒီမှာအားလုံးကိုတခါတည်းအနှစ်ချုပ်လေးပေါ့ပေါ့ပေါ့ပပနဲ့ပဲဖြေပေးချင်ပါတယ်ပေါ့နော်ဆိုတော့တမန်ကျမ်းစာမှာနှစ်ပိုင်းရှိတယ်သခင်ယေရှုလောကမှာလူစားတိမခံယူမီဓမ္မဟောင်း39ကျမ်း BC 1500ခန့်ကနေမောရှေကစတင်ရေးသားခဲ့တယ်ဓမ္မသစ်29ကျမ်းတော့သခင်ယေရှုကြွဆင်းလာပြီးနောက်ပိုင်းပေါ့ဓမ္မဟောင်း39ကျမ်းလုံးမှာမစားရတဲ့အသားငါးတွေများစွာရှိတယ်ထို့အထဲမှာအထူးသဖြင့်ဝက်သားပေါ့နော်မစားရပါဘူးပေါ့ဒါပေမဲ့ဓမ္မသစ်မှာကောလို့မေးရင်တမန်တော်ဝတ္ထုခန်းကြီး30ရှင်ပေတရုကိုသခင်ယေရှုကထိုအသားငါးတွေကိုစားဖို့အတွက်ပြောတယ်အဲ့တော့ပေတရုကထိုညစ်ညူးသောအစားအစာတို့ကိုကျွန်တော်တခါမှမစားသုံးဘူးပါမစားနိုင်ပါညင်းပယ်အဲ့တော့ကျမ်းစာမှာပြန်ဖတ်ခြင်းဖျားသခင်တန့်ရှင်းစေတော်မူသောအရာကိုညစ်ညူးသည်ဟုမထင်နဲ့ဆိုသခင်ယေရှုဖျားကနေပြီးတော့မှမိန့်မာခဲ့တယ်ထိုနည်း၎င်းပဲတစ်တိလေးလေးမှာဖျားဖန်ဆင်းတော်မူသမျှတို့ဟာသုံးเสียကောင်းတယ်ကျေးဇူးတော်ချီးမွမ်းတိတတ်သောစိတ်နဲ့ခံယူလျင်အဘယ်အရာကိုမှမရှောင်အပ်ဆိုပြီးတော့လည်းဖော်ပြထားတယ်ဆိုလိုတာဓမ္မသစ်မှာတော့အရာအားလုံးကိုစားခိုင်းတယ်ဆိုတာတွေ့ရတယ်ဒါပေမဲ့တမန်တော်ဝတ္ထုမှာအကြိမ်ကြိမ်ပေါ့အထူးသဖြင့်15နဲ့21လောက်မှာအသက်တီးဟုသောအသွေးကိုမစားရလို့အကြိမ်ကြိမ်ပြညတ်ထားတစ်ဆက်တည်းကျမ်းမာပါစေဆိုပြီးတော့ကောင်းကြီးလည်းပေးထားသေးတယ်ဒါကြောင့်ခတ်သိမ်းသောခန္ဓာရဲ့အသက်ကအသွေးမှတည်တယ်အသွေးကဖျားနဲ့ဆိုင်အသက်ပေါ့နော်ထိုအရာကိုမစားဖို့အတွက်ဓမ္မသစ်မှာတော့ပြညတ်ထားတာတွေ့ရတယ်နံပါတ်2ကတော့လေပင်ညှိ၍တတ်သောအသားကိုမစားရနံပါတ်3ကဒီနတ်ဖျားတွေကိုတင်လူပူဇော်ထားတဲ့အစာကိုမစားရနံပါတ်4ကတော့ထိမိ၍လဲစရာအစားအစာကိုမစားရဆိုပြီးပြညတ်ထားထိမိ၍လဲစရာဆိုတာတော့ဥပမာကိုအရက်ဒေတာတကာသွားလာတဲ့အခါမှာထိုဒေတာလူတွေကထိုအစားအသောက်ကိုညှိညူးတယ်လို့သူတို့ကခံယူထားတယ်ဆိုရင်သူတို့ရှေ့မှာထိုအစားအစာတွေကိုရှောင်ဖို့လိုအပ်တယ်နောက်တစ်ချက်ကတော့သခင်ယေရှုကိုယ်တော်တိုင်ပါနော်အစားအသောက်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုပြညတ်ထားလဲလူအတွင်းဝင်သောအရာကနောက်ဖေးကပဲထွက်သွားတာပဲအတွင်းကနေအပြင်ကိုထွက်သောအရာကပိုရေးကြီးတယ်ရှာအယိုးမရှိဘူးဒါပေမဲ့အယိုးရှိတဲ့လယ်ပင်ကိုတော့ပြတ်စေတတ်တယ်ကျွန်တော်နှုတ်ထွက်စကားအရေးကြီးတယ်ချစ်တတ်သောစကားရှင်းလင်းသောစကားတကိုးပါသောစကားများကိုသာထွက်တဲ့နယ်ဆိုပြီးတော့မှကျမ်းစာကလည်းပြညတ်ထားတယ်ဘာသာမတူတို့ရန်သူအဆိုးဆုံးပေါ့နော်ဖခင်ကတော့ရန်သူကိုတော့ချစ်ပါခုနှစ်ကြိမ်ခုနှစ်လီခွင့်လို့ပါအငယ်ဆုံးသောသူတရားပြုသမျှငါအားပြုပြီးလူမျိုးဘာသာသာသနာမခွဲပဲကူညီပါထိုသူတို့မှမချစ်ပဲငါ့ကိုချစ်တယ်ဆိုတာမှုတာပဲဒါကသခင်ယေရှုရဲ့ပညတ်လူအတွင်းဝင်တာထက်လူနှလုံးသားထွက်တာပိုအရေးကြီးတယ်ဒါပေမဲ့တော်တော်များများကတော့နော်ဒီအစားအသောက်ပေါ်မှာအထူးဂရုပြုပြီးတော့မှနှုတ်ထွက်စကားတော့မစင်မချင်းပြောတတ်တဲ့အရာကဒါဖရားရဲ့အလိုတော်မဟုတ်ပါဘူးနောက်တစ်ချက်ဒီဝက်နဲ့ပတ်သက်ပြီးတော့မှကျမ်းစာထဲမှာပေါ့နော်သခင်ယေရှုဒီလေကောင်လက်ဆုပ်ဆွဲတော်သူလေပညာတတ်စပြမှာနေတယ်သခင်ယေရှုကိုတွေ့သောအခါမှာသူတို့ကိုအဘယ်ကြောင့်ညှင်းဆွဲဖို့စောလင်းစွာကြွလာတယ်လေပေါ့သူတို့ကိုတွင်းထဲထဲတို့မချပါနဲ့သူတို့တောင်းပန်တယ်တွင်းထဲဆိုတော့ထို့ကြမရဏနိုင်ငံတော့မသွားပြစေနဲ့အောင်ပေါ့သူတို့တနေ့ငရဲကိုသွားရမယ်ဆိုသိတယ်ဒါပေမဲ့သူတို့မသွားကျင်သေးဘူးပေါ့ဝက်ထဲကိုဝင်ခွင့်တောင်းတယ်အဲ့ခါမှာသခင်ယေရှုကလည်းခွင့်ပြုလိုက်တယ်ဝက်အကောင်2000ပေါ့နော်ဒီနတ်ဆိုးဝင်တဲ့အခါမှာသူတို့ယူသွပြီးတော့မှအိုင်ထဲကိုပြည်စီအကုန်လုံးတည်ကြည်သွားရတယ်ဆိုတာတွေ့ရတယ်။ဘာလဲသခင်ယေရှုကသူများစီးပွားဖြစ်တာလားဒီဝက်တွေကိုတတ်တာလားမဟုတ်ပါဘူး။သခင်ယေရှုကထိုဝက်တွေကိုတတ်လိုက်ခြင်းမို့ဝက်တွေကနော်ဒီနတ်ဆိုးဝင်သွားတဲ့အခါမှာ
ယူသွပြီးတော့မှတည်ဆုံးသွားရခြင်းဖြစ်တယ်ဆိုတော့ဖယားကလူတွေကိုအသက်လျော့မှမကအသက်နဲ့ပြည့်စုံမှုလားမာနကတော့ခိုးမယ်တတ်မယ်ဖြက်စီးမယ်ဆိုတော့ဒီမာနလူတစ်ယောက်တည်းဝင်ပြီဆိုတော့ထိုလူရဲ့တက်တာနော်ဒီစားရဲလွှမ်းမိုးခြင်းခံပြီးတော့မှငြိမ်သက်ပျော်ရွှင်ဝမ်းမြောက်ခြင်းမရှိတော့ဘဲနဲ့သူ့တက်တာနော်ဖယားရဲ့အတိတ်ပဲနဲ့ပြည့်စုံတဲ့အသက်တာကိုမရဘဲနဲ့ထိုသူကဆုံးရှုံးတော့အသက်တာဖြစ်မှာပဲလူဖြစ်ရကြုံမနှက်ဘူးပေါ့နော်ဆိုတော့ဒီအရာတွေ့ရအဲ့မှာတစ်ချက်မိကိုမေးတာဒီဝက်ထဲဝင်သွားပြီးတော့ဒီနတ်ဆိုးတွေဒီဝက်တည်သွားတဲ့ခါထိုနတ်ဆိုးတွေဘယ်ရောက်သွားလဲရှင်မသက်ဆက်နေမှာသခင်ယေရှုပြောထားတာရှိတယ်ညစ်ညူးတော့နတ်ဆိုးလူတွေကထွက်တော့ခါမှာ6တွေ့တော့အရာမှာသူလှဲ့လေပြီးသွားလာတယ်သူနေစရာအရက်မရှိတော့အခါနေမြဲအရက်ကိုပြန်လာထိုနေမြဲအရက်ကနော်လစ်လက်ပြီးတော့မှရှင်းလင်းနေတယ်ဆိုတာတွေ့တဲ့အခါသူ့တဲ့ဆိုတဲ့နတ်ဆိုးခုနှစ်ကောင်ဝင်ခေါ်ပြီးတော့မှဝင်နောက်ရှက်တယ်အဲ့ဒီအခါမှာနောက်ဖြစ်ဟန်ရှေ့ဖြစ်ဟန်တဲ့တာပြီးဆိုးတယ်ဆိုပြီးတော့ပေါ်ပြထားတယ်အဲ့မှာကျွန်တော်လည်းအသက်တာမှာတွေ့ဘူးမှာပဲပေါ့နော်တချို့လူတွေကောင်းသွားတယ်ပြီးတော့မှပြန်ဖောက်သွားတဲ့အခါမှာအရင်ထက်တောင်ဆိုးသွားတယ်ဆိုတဲ့အရာတွေကျွန်တော်တွေ့ဘူးမှာအဲ့တော့လူမီဒီကခရစ်တော်၌ရှိရင်အတိပြုပြီးတော့တရားဝါဖြစ်တယ်မှန်ပါတယ်မတော့မစားတော့တရားဝါတစ်ဖြစ်ထိုများနဲ့မလုံလောက်ပါဘူးကျွန်တော်တို့အထက်မှာတန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝနေဖို့ဖြည့်ထားဖို့လိုအပ်တယ်မဖြည့်ထားဘူးလွတ်လပ်နေတယ်ဆိုရင်တော့နောက်ဖြစ်ဟန်ရှေ့ဖြစ်ဟန်နဲ့တာရီဆိုးမယ်ဆိုကြောက်စရာကောင်းတယ်တန်ရှင်သောဝိညာဉ်တော်နဲ့ဘယ်လိုဖြည့်မလဲကျွန်တော်တို့အပြစ်ကိုနောင်တရပြီးဖော်ပြဝန်ချစွန့်ပစ်ဖို့လိုတယ်နံပါတ်1နံပါတ်2ကထိုဖရာတန်ရှင်းတယ်ဆိုတော့မိမိအပြောဆိုအပြုမှုတွေတန်ရှင်းဖို့အတွက်ထိုဖရာရဲ့အုပ်စိုးခြင်းဝန်ခံမှုလိုတယ်နံပါတ်3ဖရာကိုတောင်းပါတယ်တန်ရှင်းသောဝိညာဉ်တော်ပေးမယ်တောင်းခံပါနောက်ကျမ်းစာဖတ်မယ်ဆုတောင်းမယ်မိတ္တာဖွဲ့မယ်စသဖြင့်ပေါ့နော်ဒီအမှုရာတွေကတရက်ထဲလောက်ရမယ်အရာမို့အသက်တာတစ်လျှောက်လုံးဖရာနဲ့တန်ရှင်းသောဝိညာဉ်တော်နဲ့ပြေဝပြီးသွားလာဖို့ဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်စိတ်မနာစေနဲ့လို့လည်းဖော်ပြထားပါတယ်တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝတော်သူရဲ့တက်တာမှာချစ်ချင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ကာမဂုဏ်ချုပ်တည်ခြင်းအစရှိတဲ့အတီးပွင့်နေတီးပွင့်လာမှာဖြစ်တယ်ဆိုတော့ဆရာတစ်ပါးဟာတာပြောဘူးတယ်ပေါ့နော်ဒီအတီးဝိညာဉ်တီး၉ပါးရှိတယ်ဒီအတီးထက်ကချစ်ချင်းကုံသွားပြီးတီးခန့်ခြင်းတွေကုံသွားပြီးနောက်တစ်တီးထပ်တီးလာတယ်10လုံးမြောက်ကဘာလဲလက်တီးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအတီးတွေကအမြဲတမ်းကျွန်တော်တို့တီးပွင့်နေဖို့လိုအပ်တယ်ဝိညာဉ်တော်နဲ့ပြေဝနေဖို့လိုအပ်တယ်ဒီထက်ကတတိတိချို့တက်လို့မဖြစ်ဘူးဒါကြောင့်ကျွန်တော်တက်တာမှာဒီအတီးပွင့်နေတဲ့ဝိညာဉ်တော်ရဲ့ပြေဝပြီးတော့မှသူတစ်ပါးဒီကျွန်တော်အကျင့်ကိုမြည်ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်ရဲ့ဂုဏ်တော်ကိုထင်ရှားစေခြင်းကသူတစ်ပါးရှိမှအလင်းကိုလင်းစေကြလောဆိုတဲ့အတိုင်းရောက်ဆံဖျားရှင်ကောင်းကြီးပေးပါစေ